ဟေးဟာမင်းတက်ငယ်ချင်းဆိုင်ငယ်မောက်လို့တဲ့ ဘယ်သူလဲ မျိုးကြီးလေကွာ ဘာ မျိုးကြီးဆိုင်ငယ်မောက်လို့တဲ့ မနေ့ကတော့တွေးလိုက်သေးတယ်ငါဖုန်းဆက်ကြည့်အောင်မယ်ဟယ်လိုဗျာ စိတ်မကောင်းလိုက်တာ မျိုးကြီးမနေ့ကတော့တွေးလိုက်သေးတယ်ကွာ အေးဟုတ်တယ်မနေ့ကအောင်တွေ့လိုက်ပြီလေသူဘာပြောလို့လဲ သူဖုန်းကိုဆက်တာအမျိုးသမီးတယောက်ကင်တာပဲ ဘာပြောလို့လဲ ဝမ်းနေပါတယ်တဲ့ ဝမ်းနဲ့ပါတယ်ဆိုပြီးဘာပြောသေးလဲ ငါလည်းရှစ်ဆက်နားမတော့မြင်တာနဲ့ဖုန်းချလိုက်တယ် ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ငါမေးသေးတယ် ဝန်နေပါတယ်လက်ချံငွေကုန်ဆုံးသွားပါပြီရှင် မင်းကစကားကိုသုံးအောင်နားမထောင်ဘူးဝမ်းနဲ့ပါတယ်ဆိုတာလက်ကျန်ဝင်ကုံဆုံးတာကိုပြောတာ ဟာဟုတ်လား